ကျိုးတက်ရောက်မှုเนาะအဲ့ဒါတွေကိုဘယ်လိုလုပ်ရမလဲเนาะဘယ်လိုလုပ်ကင်ဆောင်ရွက်ရမလဲဆိုတဲ့နဲ့ပတ်သက်လို့เนาะမိခွန်းနေမိနိုင်နေတဲ့เนาะအဲ့တော့လူတွေကြောင့်ပတ်ဝန်းကျင်နဲ့เนาะတဘာဝပတ်ဝန်းကျင်နဲ့တဘာဝအရင်းမြစ်တွေအဲ့ဒါတွေဘယ်လောက်ထိခိုက်သွားသလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ပဲဆရာတို့ကမိခွန်းနေလာလေးရှိတယ်ဒါပေမဲ့ဒီလိုမျိုးပဲပေါ့เนาะဒါ conservation ဆိုတော့ခေါ်တာပေါ့နော်ဘယ်လိုပစ္စည်းတွေဘယ်လိုနီးလန်းတွေသုံးလို့ရှိရင်တဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရရောက်လဲဆိုတဲ့မိခွန်းမျိုးလည်းမေးတတ်ပါတယ်နော်အဲ့တော့ဆရာဆောစောအရှိမသင်ခဲ့တဲ့ဟာတွေအကုန်လုံးကိုကြည်ကြည်လေးလေးဖြစ်အောင်နားထောင်ပေါ့နော်နားထောင်ပြီးသွားလို့ရှိရင်เนาะအခုက exam ဟိုဟာတွေပေါ့เนาะစာမှုပဲမိခွန်းတွေအဲ့ဒီမိခွန်းလေးတွေဆရာအခုဆရာနဲ့နည်းနည်းလိုက်လို့ပေါ့အဲ့တော့မိခွန်းစုစုပေါင်း6ခုရှိနော်6ပုဒ်ပဲရှိအဲ့တော့ဒီမှာနံပါတ်1ကကြတော့သူကဘာလေးပေးထားလို့ဆို graph လေးပေးထားတယ်နော် graph လေးပေါ့နော်ဒီဘက်က graph ကတော့သူစောက်ထဲမှာမိတဲ့ပုံစံဒီဘက်ကဟာလဲဆရာ AI ကိုဆွဲခိုင်းထားတာတောက်သူပြီးတော့နားလဲကိုနော်လွယ်အောင်လို့နားလဲမှုလွယ်အောင်နားလဲလို့လွယ်အောင်ကလေးတွေအတွက်နားလဲလို့လွယ်အောင်ဒီ graph ကိုဆွဲပြပါလို့ပြောလိုက်လို့သူဆွဲပဲသူဆွဲတော့မှပူရှုပ်သွားလာတော့မသိဘူးနော်ဒါကတော့ဒီဘက်ကကျွန်တော်ဘယ်ဘက်ကဟာလေးကကြတော့ပုံလေးထဲမှာပါမယ်မင်းတို့မိကုန်းစာရွက်ထဲမှာပါမယ် graph ကဒီလောက်ကလေးပဲလာနော်ဒီလိုအယောင်စုံလေးပါလေးနဲ့ဆရာ AI ကိုဆွဲခိုင်းထားတာအဲ့တော့ तू ကဘာလေးတုံးဆိုတော့ table လေးကိုကြည့်လိုက်လို့ရှိရင် table လေးမှာပါရေးထားအောင်ဆိုတော့ world petroleum consumption တဲ့နော် world နော်ကမ္ဘာပေါ်မှာ petroleum နော်ဆရာတို့ဓာတ်ဆီနော်လောင်စာဆီပေါ့နော် consumption သုံးစွဲတယ်ဓာတ်ဆီဒီဇယ်လောင်စာဆီရေနံအကုန်လုံးပါတယ်နော်အဲ့တော့အဲ့ဓာတ်ဆီဒီဇယ်လောင်စာဆီတွေနော်ဆရာတို့ရေနံကရတဲ့လောင်စာဆီအကုန်လုံးပေါ့အဲ့ဒါ petroleum နော်အဲ့ဒါကိုဆရာတို့ consumption ဘယ်လောက်သုံးတယ်လဲပေါ့နော်လောင်စာဆီဘယ်လောက်သုံးတယ်လဲနော်အဲ့ဒါကဆရာတို့2003ကနေ2017ကြားထဲမှာတဲ့နော် quadrillion BTU ဆိုတာကလေဆရာတို့ဟိုပါပေါ့ဒီဟိုဟာ unit ပေါ့နော်ဒီလောင်စာတွေကိုဒီလိုတွက်တဲ့ unit ပေါ့ BTU ဆိုတာနော်တကားလန်နဂါလန်အဲ့လိုတွက်တယ်လို့ပဲနော်သူက BTU နဲ့တွက်တယ် quadrillion ဆိုတာကတစ်နောက်မှာ315လုံးနော်ဆရာတို့တစ်နောက်မှာ315လုံးရှိတယ်ပမာဏကို quadrillion လို့သုံးတယ်နော်ဟို1 billion ဆိုတာတန်းတစ်ထောင်မလားတန်းတစ်ထောင်ကတစ်နောက်မှာ3ဘယ်လောက်ရှိတော့1 billion က309လုံးနော်ဟုတ်လား9လုံးခဏလေးနော်သိကြအောင်လို့တန်းတစ်ထောင်ဆိုတော့အေးပေါ့တန်းက306လုံးဆိုတော့တန်းတစ်ထောင်ဆိုတော့309လုံးရှိတယ်1 billion ကနောက်ပြီးတော့ရင်အဲ့ billion တစ်ထောင်က1 trillion ခေါ်တယ်312လုံးရှိတယ်အဲ့ဒါကတန်းတစ်ထောင်ဒီနေ့အပြင်ပြောလို့ရှိရင်တန်းပေါင်းတစ်တန်းပေါ့နော်အဲ့တော့1 quadrillion ဆိုတာကကြတော့အဲ့ဒီတန်းထောင်ပေါင်းတစ်သိန်းတန်းထောင်ပေါင်းတစ်တန်းတစ်နောက်မှာ315လုံးရှိတဲ့ပမာဏပေါ့နော်ဒါတော့ရေးကြည့်ပေါ့ကွယ်နော်တစ်သိန်းဆိုရင်တစ်နောက်မှာ305လုံးနော်1 million ဆိုရင်တစ်နောက်မှာ306လုံးနော်1 billion ဆိုရင်တစ်နောက်မှာ309လုံး1 trillion ဆိုရင်တစ်နောက်မှာ312လုံး1 quadrillion ဆိုတော့တစ်နောက်မှာ315လုံးရှိတယ်အများကြီးပေါ့အဲ့ဒီ1 quadrillion BTU နဲ့တွက်ထားတာ quadrillion BTU နဲ့တွက်တော့တဲ့နော်ဆရာတို့က2003မှာဒီလောက်ကစတယ်အဲ့ရနေမှာတစ်စင်2005 2009 2009 2017ဆိုပြီးတော့ graph ကလေးဆွဲထားတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တောက်သမီးတို့ graph ကလေးကိုကြည့်ပုံကြည့်လေးပြောပြမယ်နော်ဒီဘက်ကဘာလေးကိုပြောတာလဲဆိုတော့ BTU ပေါ့နော်ဒီသုံးတဲ့ unit ကိုပြောတယ်ဒီအောက်ကဘာပြောလို့ဆိုတော့အချိန်ကိုပြောတယ်အဲ့ဆွဲထားတယ်အဲ့2003မှာဒီဟာလေးကနေစတယ်2003ကနေစပြီးတော့3နဲ့နှုံလေးတက်လာလိုက်တာ2005ရောက်တဲ့ချိန်မှာဒီနားလေးရောက်တယ်နော်ဒီပုံလေးဒီနားလေးရောက်တယ်ပြီးတော့ဒီနားလေးဆိုတာဘယ်လိုလဲဆိုတာပြီးတော့ပြောပြမယ်နော်ဒီနားလေးရောက်တယ်ပြီးတော့2009ရောက်တဲ့ခါကျတော့ဒီထိတက်လာတယ်2009ရောက်တော့ဒီထိပြန်ကျသွားတယ်2017ရောက်တော့ဒီထိပြန်တက်လာတယ်အဲ့တော့သားတို့မျိုးဒီမှာကြည့်လိုက်လို့ရှိရင်ဘယ်လိုသွားနေတော့155 160 165 190 185 180အဲ့လိုသွားတယ်ဆိုတော့ဂျားထဲမှာမင်းတို့မျက်စိလေးနဲ့မှန်ပြီးတော့အစိတ်ကလေးတွေစိတ်လို့ရတယ်5စိတ်စီပေါ့နော်160 165 5စိတ်ရှိတယ်နောက်ဒီမှာလည်း5စိတ်ရှိတယ်အဲ့တော့ဒီမှာဒီနေရာလေးရှိတဲ့နေရာလေးကြည့်လိုက်လို့ရှိရင်အဲ့တော့တွက်ကြည့်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်အပေါ်ဘက်မှာ2ပုံအောက်မှာ3ပုံဆိုတော့ဒါဆိုရင်ဒါ163လောက်ဖြစ်မှာပေါ့နော်ဒီနေရာလေးမှာ163ဒီကောင်လေးကြတော့180နာအရင်ကတ်သွားပြီလေ2005 180နာအရင်ကတ်သွားတော့169လောက်ရှိမှာပေါ့နော်ဟုတ်ပြီနော်ပြီးတော့2000ရောက်တော့ဒီထိရောက်သွားပြီ
ဒီတိရောက်တော့185ဘက်ကိုသူကပူနီးသွားတယ်ဒါဆိုရင်ဒီအောက်ကနေရေးလို့ရှိရင်3စိတ်ပေါ့ဒီပေါ်မှာ2စိတ်လောက်ကျန်မယ်ပေါ့ဆိုတော့ဒါ183ပေါ့နော်ဒါဆိုလို့ရှိရင်ကျတော့အောက်ဘက်ကိုနီးသွားပြီ165ဘက်ကိုနီးသွားပြီ165အောက်မှာ2စိတ်ရှိမယ်အပေါ်မှာ3စိတ်ရှိမယ်နော်ဆိုတော့ဆရာတော်ဒါ162ပေါ့နော်ဒီနာဆိုတော့အပေါ်ဆော့ဆော့ပြောသလိုပဲဒီပေါ်ပြန်ကတ်လာအပေါ်မှာတစ်စိတ်ပဲကျန်တော့အဲ့ဒါ184မြင်လားတော့မသိဘူးနော်စိတ်မှန်းလေးနဲ့ပဲဒီတိုင်းပဲလောက်ရတာပေါ့နော်သူကအတိအကျမလို့ပါဘူးအဲ့တော့ဒီမှာဆိုရင်ဆရာတို့ကပုံလေးဆွဲထားတော့သူထိတ်ကလေးထင်ရှားမြင်ရတာပေါ့ကွယ်ဒီမှာဆိုလို့ရှိရင်163ပေါ့ဟုတ်လားနော်ဒီနားလေးဆိုလို့ရှိရင်လေအဲ့ဒါပေါ်မှာ2စိတ်အောက်မှာ3စိတ်လောက်ရှိတာဒါဆိုရင်ပေါ်ကတ်သွားတာအပေါ်မှာ1စိတ်ပဲကျန်မယ်နော်အောက်က4စိတ်165ကို4စိတ်ပေါင်းတော့169ပေါ့ဒါဆိုလို့ရှိရင်အပေါ်မှာ2စိတ်ကျန်မယ်အောက်မှာ3စိတ်လောက်ရှိမယ်အကျမ်းမြင့်လေဒါဆိုအောက်က3စိတ်ဆို180 3စိတ်ပေါင်း183ပေါ့နော်ဒီကောင်ဆိုရင်အောက်မှာ2စိတ်အပေါ်မှာ3စိတ်လောက်ရှိမယ်165ကို2စိတ်ပေါင်းတော့160ခွန်ပေါ့နော်ဒီနားလေးကျတော့အပေါ်မှာ1စိတ်ပဲကျန်မယ်အဲ့တော့180အပေါ်မှာ4စိတ်ပေါင်းတော့184ဒါအကျမ်းမြင့်လေးပါပဲနော်အဲ့တော့approximately တဲ့နော်အကျမ်းမြင့်သူကလည်းပြောပါတယ်အကျမ်းမြင့်ပဲနော် how many quadrillion BTUs of petroleum were consumed in 2011 approximately အကျမ်းမြင့်ပြောရင်တဲ့ how many quadrillion BTU quadrillion ပေါင်းဘယ်လောက်များ of petroleum နော်လောင်စာဆီ were consumed သုံးတယ်လေ in 2011 2017မှာ2017မှာဆိုတာမျိုးကြည့်လိုက်ဒီမှာဒီနားလေးမှာနော်အပေါ်မှာတစ်စိတ်ပဲကျန်အောက်က4စိတ်ရှိတယ်အဲ့တော့ဒီအောက်ကအတန်180အပေါ်က4စိတ်ပေါင်းလိုက်တော့184အဲ့တော့184ယူလိုက်ရုံစီနော်ဒါလေးဖတ်တတ်ဖို့ပဲနော်အကြမ်းမြင့်လေးပါပဲနော်ဆရာပြောတာနားမလည်ဘူးဆိုလို့ရှိရင်နည်းနည်းလေးအစအနေပြန်ကြည့်ပေါ့နော်နည်းနည်းလေးရှေ့ကိုပြန်ရစ်ပြီးတော့ကြည့်ပေါ့ဆရာတို့ကအကြမ်းမြင့်လေးခွဲလိုက်တာဥပမာဒါလေးဆိုလို့ရှိရင်အပေါ်မှာ2စိတ်ရှိမယ်အောက်မှာ3စိတ်လောက်ရှိမယ်ဒါဆိုရင်အပေါ်မှာ1စိတ်ပဲကျန်မယ်အောက်က4စိတ်ရှိမယ်ဒါဆိုရင်အပေါ်2စိတ်အောက်3စိတ်လောက်ရှိမှာပေါ့ဒါဆိုရင်အောက်2စိတ်အပေါ်3စိတ်လောက်ရှိမယ်ဒါဆိုရင်အပေါ်မှာ1စိတ်နော်အောက်မှာ4စိတ်လောက်ရှိနော်ဒီလိုလေးတွက်ကြည့်လိုက်ရမယ်နောက်တစ်ခုကကြတော့ between its low point in 2003 we want the chapter ကိုလို့လေနော် between its low point in 2003 and its high point in 2011 the approximate range of the data regarding world petroleum consumption was quadrillion BTUs between its low point in 2003 2003ခုနှစ်မှာနှိမ့်နေတဲ့နေရာကနေ and its high point in 2011 2017မြင့်နေတဲ့နေရာအဲ့ဒီနေရာနှစ်ခုကြားထဲမှာတဲ့နော် approximate range နော်အကြမ်းမြင့်အစွန်း of the data regarding the world petroleum consumption နော်လားကမ္ဘာလောင်စာဆီသုံးစွဲတဲ့ဟာနဲ့ပတ်သက်ပြီးတော့တဲ့အကြမ်းမြင့် range နော်အကွာခြားမှုကဘယ်လောက်ရှိလဲအဲ့တော့ဒီညမှာတောက်စီမှတ်ထားလိုက်နော် range ဆိုလို့ပြောပြီးဆိုရင်ဘယ်နေရာမှာပဲမေး range လို့မေးပြီးဆိုရင်အများတွေကအနည်းကိုတော့အများဆုံးတွေကအနည်းဆုံးတော့အဲ့ဒါ range ပဲနော်အများဆုံးတွေကအနည်းဆုံးကိုနှုတ်ရင် range ရတယ်အဲ့တော့ဒီမှာအနည်းဆုံးဒီမှာအများဆုံး2003မှာအနည်းဆုံး2017မှာအများဆုံး2003အနည်းဆုံးကဆရာတို့စောစောပြောခဲ့တဲ့အတိုင်းပဲ163ရှိတယ်နော်ဒီမှာအများဆုံးကကြတော့ဘယ်လောက်ရှိအောင်ဆရာ184ရှိတယ်184တဲက163ကိုနှုတ်လိုက်တော့17နော်သူက17နဲ့အနည်းဆုံးကဒီညမှာဘာပဲရှိတော့ဆိုတော့10ပဲရှိတယ်ဒါကြောင့်မလို့ဆရာတို့ range ကို10ပဲယူအောင်နော်ဟုတ်ပြီနော်ဘာလို့ range လို့ပြောပြီးဆိုရင်ပိုကြည့်တဲ့ကဏ္ဍတွေကပိုသေးတာကိုနှုတ်လိုက်ဥပမာ2နဲ့17ကြား range ဘယ်လောက်ရှိလဲလို့မေး17ထဲက2နှုတ်လိုက် range 9ရှိတာ9ခုရှိတာပေါ့နော်အဲ့ဒါကိုပြောတာနော်ဆရာတို့ range ဆိုတာကွာဟချက်ပေါ့နော်ကွာခြားချက်ဒါကိုပြောတယ်နော်အဲ့တော့အများကဏ္ဍတွေကအနည်းကဏ္ဍကိုနှုတ်ပါနော်ဒီကြတော့14တော့မဟုတ်ဘူး186လည်းမဟုတ်နော်အဲ့တော့ဆရာတို့17နဲ့အနည်းဆုံးက10ပေါ့ဒါဆရာတို့ကြည့်တာမှားတာလည်းဖြစ်မှာပေါ့နော်ဟုတ်လားအကြမ်းမြင့်ပဲနော်အကြမ်းမြင့်လေးတွက်လိုက်လို့ရှိရင်ဆရာတို့17နဲ့အနည်းဆုံး10ခုလေးမှာဗာပြောထားတော့ဆိုတော့ which of the following sentences best summarize the information in the graph နော်အဲ့တော့အောက်က graph ထဲမှာဆိုလို့ရှိရင်ဘယ်ကောင်ကအမှန်ဆုံးဖြစ်မလဲတဲ့နော် world petroleum consumption နော်လားကမ္ဘာပေါ်မှာရေနံတွေသုံးစွဲတဲ့
နော်သုံးစွဲမှုဟာ increased by about 14 quadrillion BTUs between 2003 and 2011 2003နဲ့2011နဲ့ကြားထဲမှာရေနံသုံးစွဲတဲ့နှုန်းက14လောက်တက်သွားတယ်နော်သူကဒီလိုပြောတယ်အဲ့ဆရာတို့စောစောမှာပုံမှာတွက်ခဲ့တယ်ရှေ့မှာလည်းတွက်ခဲ့တယ်ဒါ163ရှိတယ်နော်လားဒီကောင်ကအောက်က3စိတ်ဟိုအပေါ်မှာ2စိတ်ဆိုတော့160ကို3စိတ်ပေါင်းတယ်163စိတ်ရှိတယ်အဲ့တော့ဒီကောင်လေးကကြတော့ဆရာတို့အပေါ်မှာ1စိတ်ပဲရှိတယ်185အောက်ကို1စိတ်ပဲရတော့184ရှိတယ်ဆိုတော့163 range ကိုတွက်လိုက်တော့184တွေက163ကိုနှုတ်လိုက်တော့17ရတယ်ပေါ့နော်သူကတော့14လို့ပြောထားတယ်အဲ့တော့ဒီဥစ္စာကတော့မှန်တော့မမှန်ဘူးဒါပေမဲ့ about လို့ပြောထားတဲ့ကြောင့်ဆရာတို့ကအမှန်တော့ပေးမယ်ဆိုရင်ပေးလို့တော့ရတယ်ဆိုတော့သူ့လောက်မမှန်တဲ့ဟာတွေပါလာပြီဆိုရင်တော့သူ့ကိုအမှန်ဆုံးထားပြီးရွေးလို့ရတယ်ပေါ့နော်နောက်နံပါတ် B လေးကိုကြည့် World petroleum consumption fell by about 4 quadrillion BTUs between 2005 and 2009အဲ့တော့2005ဒီမှာပေါ့နော်2009ကဒီမှာပေါ့2005ကနေ2009ကြားထဲမှာတဲ့နော်သုံးစွဲတဲ့နှုန်းက4 quadrillion လောက်ညော့သွားတယ်တဲ့အဲ့တော့ဒီမှာသသားတို့သမီးတို့ကြည့်လိုက်ရင်အပေါ်မှာတစ်စိတ်နားကတ်နေတာပေါ့2005လေတစ်စိတ်နားကတ်တော့180နားကိုတစ်စိတ်နားကတ်နေတော့169ပေါ့သူက169ရှိတယ်သူကကြတော့ဒီမှာက165ရဲ့အပေါ်2စိတ်လောက်ဖြစ်နေတယ်ဆိုတော့သူက160ခွန်ပေါ့ဆိုတော့169တွေက160ခွန်ကိုနှုတ်လိုက်တော့quadrillion ဖြစ်တယ်ပေါ့နော်ဒါအတွက်လို့လွယ်တယ်အဲ့တော့ဒီကောင်ကလည်း4လို့ပြောထားတယ်ပေါ့နော်အဲ့တော့ဆရာတို့ဒါလည်းခဏထားခဲ့အောင်မယ်နော် World petroleum consumption is increased by roughly 50% between 2003 and 2007အဲ့တော့ကမ္ဘာရေနံသုံးစွဲမှုနှုန်းဟာ2003ကနေ2009ကြားထဲမှာသုံးစွဲမှုနှုန်း50%တက်သွားတယ်တဲ့နော်အဲ့တော့အဲ့ဒါဘာလို့မဖြစ်နိုင်လဲဆိုတာဆရာပြောပြမယ်2003မှာသုံးတာဒီမှာဒါလောက်ရှိရယ်เนาะ163ထားပါတော့160ပဲထားလိုက်160ရဲ့50%ဆိုတော့ဆရာတို့က160ကိုတက်ဝက်ဝက်လိုက်ရင်80ရတယ်အဲ့တော့160အပြင်နောက်ထပ်83မှာ50%300ရောက်တယ်ဆိုတော့160ကို80ပေါင်းလိုက်တော့240ရတယ်240ဆိုတော့ graph ထဲမှာတော့မရှိဘူးဆိုတော့ဆရာတို့ကဒီအဖြစ်ကတော့လုံးလုံးမှားသွားပြီပေါ့50%တက်သွားတယ်ဆိုတာမဖြစ်နိုင်ဘူးနည်းနည်းပဲတက်သွားတာ163ကနေပြီးတော့183ထိပဲတက်သွားတာเนาะဟလာအများကြီးမဟုတ်ဘူးပေါ့နော်ဆိုတော့10ပဲတက်သွားတာပေါ့နော်ဆိုတော့သူက50%လို့တက်သွားတယ်လို့ပြောတော့ဆရာတို့160နဲ့တွေ့ရင်50%က80ထက်ပေါင်းသွားမှာလေဆိုတော့240ဆိုတော့ graph ထဲမှာတော့မရှိဘူးဒါဆိုဒါမှားတာပေါ့ဆိုတော့ now world petroleum consumption fell by about roughly 50% between 2007 and 2009 2009နဲ့2009နဲ့ကြားတယ်လေ50%လျော့တယ်ဒါလည်းဒီတိုင်းပဲပေါ့နော်2009ကဘယ်လောက်ရှိတော့ဆိုတော့183ရှိတယ်ထားပါတော့180နဲ့ပဲတွေ့180တဝက်ဆိုတာဆရာတို့85အဲ့တော့180ကို85နှုတ်လိုက်လို့ရှိလို့ရှိရင်နောက်ထပ်85အဲ့တော့ဒါလည်းဒီတိုင်းပဲ85လောက်ထိကျသွားပါ50%ကျတယ်လို့ပြောမှာဆိုတော့ဒီမှာလဲ graph ထဲမှာ85မပါဘူး155ပဲရှိတယ်85ဆိုသူ့အောက်မှာဆိုတော့ဒါဒီလည်းမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဆရာတို့က A နဲ့ B နဲ့ရွေးမယ်အဲ့တော့ A ကကြတော့ဆရာတို့ petroleum consumption ကတက်သွားတယ်14 quadrillion တက်သွားတယ်လို့ပြောတယ်တကယ်တက်တာက17ပဲတက်တယ်ပေါ့နော်ဆရာတို့ B ကကြတော့4 quadrillionကြာသွားတယ်လို့ပြောတယ်ဒါပေမဲ့တကယ်ကနှစ်ပဲကြာတယ်ပေါ့အဲ့နှစ်ခုစလုံးကသူကနှစ်စီကွာနေပေါ့ဒါကြောင့်မလို့ဆရာတို့ကအဖြေက A ပဲရွေး B ပဲရွေးအဖြေမှန်တယ်လို့ပြောလို့ရတယ်နော်လားအဲ့နှစ်ခုစလုံးကိုဆရာတို့ကနှစ်ခုစလုံးကကွာတာအတူတူပဲလေနော်ဒါပေမဲ့ဆရာတို့ဒီကောင်ကတော့တွက်လို့လွယ်တယ်ကွယ်နော်လားဆရာတို့ဒီထဲကနေပြီးတော့ဒီဘောင်ကြားထဲမှာဆိုတော့ဒါကတော့ပို့ပြီးတော့မဖြစ်နိုင်ဘူးပေါ့နော်၄ဟဖို့ဆိုတာမဖြစ်နိုင်ဘူးဒီကောင်ကပေါ်မှာတစ်စိတ်ရှိတယ်ဒီကောင်ကအောက်မှာ2စိတ်ရှိတယ်ဆိုတော့ဂျားထဲက2စိတ်ပဲကွာ2စိတ်ပဲယော့သွားတာဆိုတော့ဒါလေးကတော့နည်းနည်းပို့ပြီးတော့ယုတ်တိတန်တာပေါ့အဲ့တော့မဖြစ်မနေရွေးဆိုရင်တော့ A ပဲရွေးတင်တာပေါ့နော်ဒီဖြေလေးကဒါလေးကနည်းနည်းဖြေလေးကနည်းနည်းဟိုမိကုံထုတ်စရာလေးဖြစ်တယ်ပေါ့နော်နံပါတ်4မိကုံက which of the following proverbs ဆိုတော့ညမှာဆိုယူပေါ့နော် best expresses the views of a conservationist ဆိုတာတဘာဝဝန်းကျင်ကိုထိမ့်သိမ့်တဲ့သူတဘာဝဝန်းကျင်ကိုထိမ့်သိမ့်ဆောက်ရှောက်တဲ့သူတဘာဝကိုချစ်မြတ်နိုးသူတဘာဝကိုချစ်မြတ်နိုးသူတွေရဲ့အမြင်ကိုဖော်ပြတဲ့အကောင်းဆုံးဖော်ပြတဲ့ proverbs နော်ဆိုယူကဘာဖြစ်မလဲတဲ့နော်နံပါတ် A က all that glitters is not gold နော်ဒါ glitter ဆိုတာ
တောက်ပြောင်ပြောင်ရှိတယ်အရာအတိုင်းအရာအလုံးက is not go ရွှေမဟုတ်ဘူးနော်ဆရာတို့မြန်မာမှာတော့ဆိုရရှိတယ်ဝါဝါမြင်တိုင်းရွှေမဟုတ်ဘူးရွှေမထင်နဲ့နော်နောက်နံပါတ် B က every cloud has a silver lining နော်တိမ်တိုင်းမှာငွေရောင်အနားကုတ်ကလေးရှိတယ်ဘလောက်မဲတဲ့တိမ်ကြီးပဲဖြစ်နေပါစေသူ့ရဲ့အစွန်အနားလေးကိုကြည့်လိုက်လို့ရှင်တော့နောက်ကနေရောင်ကထိုးထားတော့အဲ့မှာငွေရောင်အလင်းရောင်အနာကုတ်ကလေးရှိတယ်ပေါ့အဲ့တော့ဘလောက်ဆိုးရွားတဲ့အဖြစ်ပြက်တွေပဲဖြစ်နေသူ့မှာမျှော်လင့်ချက်ကလေးရှိတယ်ပေါ့အဲ့ဒီသဘောလေးပေါ့နော်နောက်ဆို wine နဲ့ wine and water don't mix စီနဲ့ရေနဲ့မရောဘူးနောက်တာမြန်မာမှာလည်းဒီလိုစကားပုံရှိတယ်စီနဲ့ရေလိုပဲပေါ့နော်စီတက်ရေတက်နော်နံပါတ် D က waste not want not နော် waste not ဘယ်ဟာကိုမှအလဟတ်တမဖြုံနှီးခြင်းဘူး want not ဘယ်ဟာကိုမှလည်းမလိုလားဘူးမလိုအခြင်းဘူးပေါ့နော်ဒါအလိုလောဘလည်းနေတယ်ဘာမှမကိုလည်းမဖြုံနှီးခြင်းဘူးပေါ့နော်အဲ့တော့ဆရာတို့အဖြေမှန်ကဒါတော့သမီးတို့သိတဲ့အတိုင်းပဲနော်နံပါတ် D ဖြစ်မှာပေါ့နော်ဘယ်ဘာကိုမှမဖြုံနှီးနဲ့ဘာကိုမှလည်းလောဘမကြီးနဲ့ပေါ့ဒီအဓိပ္ပာယ်ပေါ့နော်ဝါမြင်တိုင်းရွှေမဟုတ်ဘူးလို့နော်ဆရာတို့တိမ်တိုင်းမှာငွေရောင်အနာကွတ်ရှိတယ်နော်ဒါဘယ်လောက်ဆိုးတဲ့ကိစ္စဖြစ်ဖြစ်မျောလင့်ချက်ရှိတယ်လို့နောက်စီနဲ့ရေနဲ့နော်မရောဘူးလို့ဆိုတာတွေကဆရာတို့တဘာဝပတ်ဝန်းကျင်ကိုမြန်နိုးသူတွေရဲ့အမြင်ကိုမဖော်ပြနိုင်ဘူးပေါ့အဲဖော်ပြနိုင်တာကတော့သူကဘာကူမှလည်းမဖြုံးတီးနဲ့ဘာကူမှလည်းလောဘမကြီးနဲ့ဆိုတော့အတိတ်ပဲမျိုးနော်ဒါကြောင့်မလို့နံပါတ် D ကမှအဖြေမှန်ပေါ့နော်နောက်နံပါတ် 5နော်အဲ့ဒါလေးက तू ကဒါလေးကဆရာတို့ဒါလေးကို case scenario လို့ခေါ်တယ် तू ကပု္ပ္ပာမှာ sorry ဒီမေးခွန်းမှာကိုပု္ပ္ပာလေးသဘောမျိုးနဲ့စာပိုက်ကလေးပေးထားတယ်အဲ့ဒါလေးအရင်ဖတ်ရတယ်ဖတ်ပြီးသွားတဲ့အခါကျတော့မှ तू ကအောက်ကအဖြေလေးဖြေတာပေါ့နော်အဲ့တော့ဖတ်ကြည့်ရအောင် the overall demand for water in the developed nations is rising overall နော်စုပေါင်း demand နော်ဝယ်လိုအားပေါ့ for water ရေ in the developed nations ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ရေလိုအပ်မှုနော်ရေဝယ်လိုအားဟာ is rising တက်နေတယ်နော်ရေတွေအများကြီးပဲလိုအပ်နေကြတယ်တဲ့ but ဒါပေမဲ့ it is not rising as quickly as people had predicted it would it is not rising နော်မတက်နေပါဘူး as quickly asမြန်ကြီး people had predicted ဆိုတာကဆရာတို့ကြိုပြီးတော့တွေးထားတာပေါ့ it would နော်လားဒီလောက်ကြီးတက်လာလိမ့်မယ်လို့တွေးထားတဲ့လောက်တော့မြန်တက်လာတာမျိုးမဟုတ်ဘူးတက်နေတယ်လိုအပ်ချက်ရေဝယ်လိုအားတော့တက်နေတယ်ဒါပေမဲ့လူတွေမျှော်လင့်ထားသလောက်အမြန်ကြီးတက်နေတာတော့မဟုတ်ဘူးဆိုလိုတာကလူတွေကလာမယ့်နှစ်မှာစားပါတော့ရေဘူး100လောက်သုံးမယ်နော်လားပိုသုံးလာလိမ့်မယ်လို့တွေးထားပေမဲ့တကယ်ကတက်လာတယ်ဒါပေမဲ့ဘူး20လောက်ပဲပို့လိုလာတာမျိုးပေါ့အဲ့လောက်ကြီးထိလူတွေမှန်းထားတဲ့လောက်မြင့်ကြီးမြန်ကြီးတက်လာမျိုးမဟုတ်ဘူးတဲ့ in fact တကယ်ဆိုရင်နော်လားအတိအကျပြောရရင် the rate of water consumption per person per year in developed nations has actually dropped the rate number of water consumption per person လူတယောက်ရေသုံးစွဲတဲ့နှုန်း per year တစ်နှစ်မှာလူတယောက်ရေသုံးစွဲတဲ့နှုန်း in developed nations နော်ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလူတယောက်တစ်နှစ်မှာရေသုံးစွဲတဲ့နှုန်းဟာ has actually dropped နော်ဒါတေချာပြန်တွေ့ကြည့်တေချာပြန်ပြီးတော့လေ့လာကြည့်ရင်ရော့သွားသေးတယ် this means that ဒါကဆိုလိုပါတယ် even though တော့လေ population has increased and industrial output has grown population has increased လူဦးရေတွေပွားလာတယ် and industrial output နော်လားဆရာတို့စက်ရုံတွေကနေပြီးတော့ထုတ်လုပ်မှုတွေလည်း has grown ကြီးထွားလာတော့မှာတဲ့ the rate at which people withdraw water from the reservoirs rivers and aquifers has slowed not the rate နော်နှုန်းပေါ့people withdraw water လူတွေရေသုံးဆွဲတဲ့နှုန်းပေါ့ from reservoir နော်လားရေလောင်ကန်တွေ rivers တွေ and aquifers နော်အဲ့တော့ဆရာတို့ရေတိုးလောင်ထားတဲ့ source တွေကနေလူတွေသုံးတဲ့နှုန်းကတော့ရော့လာပါတယ်နော်ပြန်ပြောရင်ဆရာတို့ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရေလိုအပ်ချက်တွေဟာမြင့်နေပါတယ်ဒါပေမဲ့လူတွေမျှော်လင့်ထားသလောက်မြန်ကြီးမြင့်လာတာတော့မဟုတ်ဘူးတဲ့နော်အမှန်တိုင်းပြောရရင်လူတယောက်တစ်နှစ်ကိုသုံးတဲ့ရေပမာဏနော်ဟာနှိမ့်သွားသေးတယ်ဒါကဘာကိုပြောတော့ဆိုတော့နော်
လူဦးရေတွေတိုးပွားလာသည့်တိုင်အောင်စက်ရုံကထုတ်လုပ်မှုတွေများပြားလာသည့်တိုင်အောင်လူတွေကရေတူလောင်တဲ့နေရာတွေနေရေသုံးတဲ့နှုံဟာညော့နေတယ်ဆိုတာကိုပြတယ်ဘာလို့လဲနော်ဘာလို့လဲမေးမှာပေါ့နော်အဲ့တော့ which of the following is likely reason for the drop in 1% consumption of water in developed countries နော်အဲ့တော့ 1% per person consumption of water in developed country ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလူတစ်ယောက်နော်လူတစ်ယောက်ချင်းစီကသုံးတဲ့နှုံညော့လာတာဘာကြောင့်လို့ထင်လဲနံပါတ် A vast ကျေပြန့်သော new supplies of water နော်ကျေပြောသောရေအရင်းမြစ်တွေ have been found ရှာတွေ့လို့ပါ in the developed nation ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရေတူလောင်ထားတဲ့တနည်းအားဖြင့်ပြောရေရနိုင်တဲ့အရင်းမြစ်တွေအများကြီးရှာတွေ့လို့ပါအဲ့ဒါအပေါ်စာပိုက်ထဲမှာမပါဘူးရှာတွေ့တယ်လို့မပါဘူး Developed nation have started using water more efficiently than they did in the past ဖွံ့ဖြိုးပြီးနိုင်ငံတွေက have started using water ရေကိုစပြီးသုံးတယ် more efficiently ပိုပြီးတော့စီးစနစ်ကြသုံးတယ် than they did in the past နော်အရင်တုန်းကအတိတ်မှာတုန်းကသုံးခဲ့တာထက်ပိုပြီးတော့စနစ်ကြသုံးလာလို့ဖြစ်နိုင်တယ်နော်အဲ့တော့ဒါဟာဒီဥစ္စာကလေးကဖြစ်နိုင်တယ်နော်ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလူဦးရေတွေလည်းများတယ်စက်ရုံတွေလည်းအများကြီးတည်ဆောက်နေတာတောင်မှပဲရေသုံးတဲ့နှုံကထင်လောက်မြင်မြန်ကြီးတက်မလားတက်တော့တက်နေတယ်ဒါပေမဲ့ထင်လောက်မြင်မြန်ကြီးတက်မလားနော်တယောက်ချင်းသုံးတဲ့နှုံကရော့တော့ရော့သွားသည်တဲ့ဆိုတော့ဖြစ်နိုင်တာကသူတို့ကပို့ပြီးတော့စနစ်ကြတဲ့နီလန်တွေကိုသုံးလာလို့ပေါ့နော်အဲ့တော့ဆရာတို့နောက်တစ်ခု developed nations are sharing water resources with each other နော်ဖွံ့ဖြိုးပြီးနိုင်ငံတွေက water resources ရေအရင်းမြစ်တွေကို sharing နော်ဝေမျှပြီးသုံးတယ်တယောက်နဲ့တယောက်ဒါကတော့ဘယ်လို့မှမဖြစ်နိုင်ဘူးနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံတော့ရေကိုဝေမျှသုံးတယ်ဆိုတာဒီမပြောနဲ့ဘာမှကိုဝေမျှသုံးနေတာမဟုတ်ဘူးနော်လားဒါလည်းဒီစာပိုက်ထဲမှာမပါဘူးပေါ့နော် Some developed nations export fresh water to other nations that lack it တချို့သောဖွံ့ဖြိုးပြီးနိုင်ငံတွေက export fresh water ရေချိုတွေကိုရောင်းပစ်တယ်ပေါ့ to other nation that လည်းမရှိတဲ့သူတွေစီရောင်းတယ်အဲ့တော့မရှိတဲ့သူတွေစီကိုထုတ်ပြီးတော့ရောင်းတယ်ဆိုရင်တော့မှဆရာတို့ကဒီနိုင်ငံတွေရဲ့ရေသုံးတဲ့နှုံကရော့သွားစရာအကြောင်းမရှိဘူးပေါ့နော်တယောက်ချင်းစီသုံးတဲ့နှုံကရော့လာမှလည်းမဟုတ်ဘူးပေါ့အဲ့တော့ဆရာတို့ကလူဦးရေတွေပွားပြီးတော့စက်ရုံလုပ်ငန်းတွေဖွံ့ဖြိုးလာသည့်တိုင်အောင်တော့လူတယောက်ချင်းစီရေသုံးတဲ့နှုံကျသွားတာဟာဘာလို့ဖြစ်နိုင်လဲဆိုရင်ဆရာတို့နံပါတ် B ပေါ့နော်ဖွံ့ဖြိုးပြီးနိုင်ငံတွေကရေသုံးတဲ့နှုံပုံစံကိုပို့ပြီးတော့စီးစနစ်ကြသုံးလာတဲ့အတွက်ကြောင့်ဖြစ်နိုင်တာเนาะဒါကြောင့်လို့ဆရာတို့ကအဖြေမှန်ကို B လို့ယူရမှာပေါ့နော်ဒါလည်း case scenario လေးပဲသူစာပိုက်ကလေးပေးထားတယ်ပြီးတော့အောက်ကစာလေးတွေဖြေရမယ်နော် Soil erosion occurs when soil is worn away by the natural action of wind, water and ice or by deforestation and poor farming practices soil erosion နော်မြေစီလာသုံးခြင်းနော်မြေစီလာတွေပြတ်သုံးခြင်းဟာအော်ဂါဖြစ်ပေါ်ပါတယ် when soil နော်မြေကဘာလုပ်တဲ့အခါမှာတော့ is worn away နော် worn away ဖြည်းဖြည်းချင်းပါသွားတယ် by the natural action of wind နော်လေဒီတိုက်လို့မြေစီနော်မြေကြီးပါသွားတယ် water ရေတွေကြီးလာလို့ and ice ရေခဲတွေဖုံးသွားလို့ or by deforestation ဆိုတစ်တော်တွေတုံးသွားပြုံးသွားလို့ and poor farming practices နော်စနစ်မကျတဲ့စိုက်ပျိုးနည်းစနစ်တွေကြောင့်မြေစီလာတွေဟာကုံဆုံးသွားတယ်။အဲမြေစီလာကုံဆုံးသွားတဲ့အကြောင်းရင်းတွေကလေတွေကတိုက်လို့ရေတွေကြီးလို့ရေခဲတွေဖုံးလို့တစ်တော်တွေပြုံးသွားလို့ဆရာတို့တစ်တော်ပြုံးသွားတော့ထုံးစံတိုင်းပဲသိတယ်မလားတစ်တော်တစ်ပင်တွေရှိနေဆိုရင်တို့ရဲ့အမြင့်တရားမြေကြီးပေါ်မှာတွဲထားတယ်ပြီးတော့တစ်ပင်တွေကလည်းရှိတော့လေတိုက်ပြီဆိုလို့ရှိရင်တစ်ပင်တွေကခန်းနေတော့လေကလွတ်လွတ်လပ်လပ်တိုက်လို့မရဘူးအဲ့တော့မြေကြီးတွေကအဝေးကိုမလွင့်ဘူးမြေစီလာတွေမတုံးဘူးပေါ့နော်ဒါကိုပြောရေကြီးလာလည်းဒီတိုင်းပဲတစ်ပင်ရဲ့အမြင့်တရားတွဲထားတော့မြေကြီးတွေကရေနဲ့အတူတူပါသွားနိုင်ရင်နေတာပေါ့နော်အဲ့တော့အဲ့ဒါတွေကြောင့်မြေစီလာတွေတုံးတယ်တဲ့ if soil erosion continues for a long time it can lead to the formation of deserts if soil erosion မြေစီလာတွေပျက်စီးတာဟာ continues for a long time အချိန်ကြာကြီးဖြစ်မယ်ဆိုရင် it can lead to the formation of deserts ကန္နာရတွေပေါ်လာနိုင်တယ် Some scientists estimate that the world lost about 20% of its firm topsoil between 1950 and 1990 Some scientists နော်တချို့သောသိပ္ပံပညာရှင်တွေက estimate လုပ်တယ်နော်estimate နော် estimate လုပ်တယ်ဆိုတော့ဆရာတို့ခဏလေးနော်
ဆရာတို့ estimate လုပ်တယ်เนาะလားခံမှန်းနေတဲ့ estimate ဆိုခံမှန်းတယ် that the war lost ကဘာကြီးကပျက်စီးသွားတယ်ဆုံးရှုံးသွားတယ် about 20% of its farm topsoil เนาะဆရာတို့စိုက်ပျိုးမြေเนาะစိုက်ပျိုးမြေတွေရဲ့20ရာခိုင်နှုန်းလောက်ဆုံးရှုံးသွားတယ်လို့ခံမှန်းတယ်1950နဲ့1990ကြားထဲမှာကိုတနည်းအားဖြင့်ပြောရင်240အတွင်းကဘာကြီးပေါ်ကစိုက်ပျိုးလို့ရတဲ့မြေ20ရာခိုင်နှုန်းလောက်တောင်ပျက်စီးသွားတယ်နော် contour plowing နော်လား contour plowing ဆိုတာဆရာတို့ထေချောင်းဖော်တာနော်လား contour ဆိုတာဆရာတို့ထေချောင်းနေဖော်တာနော် plowing ဆိုတာလည်းဒီတိုင်းပဲဆရာတို့ထေနဲ့ထိုးပြီးတော့မြောင်းနေဖော်ပလိုက်တာပေါ့နော်အဲ့တော့ဆရာတို့မှာဆရာတို့ရွာတွေမှာဆိုလို့ရှိရင်လေကွင်းတွေလေလေကွင်းတွေရဲ့အစွန်မှာဘာတွေရှိတော့ဆရာတို့လေကစင်းရိုးဆိုပြီးတော့ဆရာတို့ခံထားတယ်အဲ့တော့လေကစင်းရိုးဆိုပြီးတော့ခံထားတော့ဘာဖြစ်သွားတော့ဆိုတော့ရေကြီးလာတယ်ဆိုလို့ရှိရင်လေမြေအဲ့ဒီလေကစင်းရိုးရဲ့ဘောင်ထဲမှာရှိတဲ့မြေကြီးကအပြင်ကိုစီးထွက်မသွားတော့ဘူးเนาะဆရာအဲ့လိုဘောင်လေးနဲ့လှုပ်လိုက်တော့ဆရာတို့မြေစီလွှာတွေမပြတ်စီးမပြတ်သုံးဘူးပေါ့เนาะအဲ့ဒါကို contour plowing လို့ခေါ်တယ် now planting trees เนาะအပင်တွေစိုက်တယ် to serve as windbreaks เนาะလေကိုတားတဲ့အနေနဲ့အပင်တွေကိုစိုက်တယ်ဆိုတော့ဆရာပြောသလိုပဲလေတစ်ပင်တွေခံနေရင်မြေပြင်ပြောင်ကြီးဟုတ်မနေတော့လေဘလောက်တိုက်မြေကြီးတွေပါတယ်နှုံးနေတာပေါ့နော် and other techniques เนาะတခြား technique တွေကလည်းပဲ can all reduce soil erosion မြေစီလွှာပြတ်သုံးတာကိုရောပြစေနိုင်ပါတယ်တဲ့เนาะဒါလေးဖတ်လိုက်တယ်ကွယ်ဖတ်လိုက်တော့စာပိုင်ကလေးထဲမှာဘာပြောထားအောင်ဆိုမြေစီလွှာပြတ်သုံးရတဲ့အကြောင်းရင်းပြောတယ်ပြီးရင်မြေစီလွှာတွေပြတ်သုံးတာကြာလာရင်ခန္ဓာရတွေပေါ်လာတယ်လို့ပြောတယ်ပြီးရင်1950နဲ့1990အတော်အတွင်းမှာမြေကမ္ဘာမြေစိုက်ပျိုးမြေရဲ့20ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်လို့ပြောတယ်ဘာတွေကနော်ဆရာတို့ကာကွယ်နိုင်လဲဆိုတော့ contour plowing တို့ planting trees တွေနော်ဒါတွေကမြေစီလွှာပြတ်သုံးတာကိုတားဆီးနိုင်တယ်ဒါလောက်ကလေးပြောထားတယ်နော်အဲ့တော့ which of the following statement is supported by the information above နော်ဆိုပြီးတော့အောက်ကနော်ဘယ်ဖော်ပြချက်တွေကအပေါ်ကပေးထားတဲ့အချက်လက်တွေနဲ့ကိုက်တယ်လေတဲ့နော် number A all deserts originally formed as a result of soil erosion တို့အပေါ်မှာဘာပြောထားတော့ဆိုတော့ if soil erosion continues for a long time နော်မြေစီလွှာပြတ်သုံးတာအချိန်ကြာရင် it can lead to the formation of desert ကန္နာရတွေဖြစ်စေနိုင်တယ်လို့ပြောထားတယ်အဲ့လိုတော့ပြောထားတာမှန်တယ်ဒါပေမဲ့ all deserts နော်ကန္နာရအားလုံးဟာ originally formed ဒါအတိုင်းဖြစ်တယ် as a result of soil erosion နော်မြေစီလွှာပြတ်သုံးတာရဲ့ရလဒ်အနေနဲ့ဖြစ်လာတယ်ကန္နာရအကုန်လုံးကခါမှာရှိတဲ့ကန္နာရအကုန်လုံးကဒါကတော့မဖြစ်နိုင်ဘူးနော်အပင်တစ်ခါမှမပေါက်ဘူးတဲ့ကန္နာတွေလည်းရှိမှာပဲနော်ဒါဆရာတွေကဒါလေးကမှားတယ်ပေါ့နော်ပြီးသွားတဲ့အခါ most soil erosion is caused by poor farming practices နော်ဆရာတို့ကမြေစီလွှာပြတ်သုံးတာအများစုက cause by ဖြစ်စေရတယ် by poor farming practices နော်အဲ့တော့ဆရာတို့ poor farming practices ဆိုတော့ညံ့ရှင်းတဲ့စိုက်ပျိုးရေးနည်းစနစ်တွေကြောင့်မြေစီလွှာတွေပျက်စီးကုန်တယ်နော်သူက most လို့သုံးထားတယ်နော်ဆိုတော့ဒါလေးကလည်းဖြစ်တော့ဖြစ်နိုင်တယ်ပေါ့နော်မဖြစ်နိုင်ဘူးတော့ပြောလို့မရဘူးပေါ့နော်အဲ့တော့ဆရာတို့နောက်ခါတွေကမှားတယ်ဆိုတော့ဒီကောင်အမှန်ပေးရမယ်နော် improve farming techniques can completely halt soil erosion improve farming technique နော်လားစိုက်ပျိုးနည်းစနစ်တွေကိုဖွံ့ဖြိုးအောင်တိုးတက်အောင်လုပ်လိုက်ရင် can completely halt တို့ကဒီမှာသုံးထားတွေ့လားလုံးဝပြည့်ပြည့်စုံစုံကြီးကို halt ဆိုတာ stop ပဲအတူတူပဲနော်လားတားနိုင်တယ် soil erosion မြေစီလွှာပြတ်သုံးတာကိုပြည့်ပြည့်စုံစုံကြီးတားနိုင်တယ်နော်လား reduce တော့လုပ်နိုင်တယ်မှန်တယ်နော်လျှော့ချနိုင်တယ်လုံးလုံးကြီးထပ်မဖြစ်တော့အောင်တားနိုင်ရလို့တော့မဖြစ်နိုင်ဘူးပေါ့နော်ဒါလေးလည်းမှားတယ်နောက်soil erosion is caused by both natural forces and the actions of the people. Soil erosion နော်မြေစီလွှာပြတ်သုံးခြင်းက caused by ဖြစ်စေတယ် both natural forces သဘာဝတရားကြောင့်ရော actions of people လူတွေကြောင့်ရောဖြစ်နိုင်တယ်တဲ့အဲ့တော့ ABCD ၄ခုထဲမှာဆရာတို့ကအဖြစ်နိုင်ဆုံးပေါ့နော်အဖြစ်နိုင်ဆုံး statement လို့ပြောရင် D ကိုရွေးမယ်ပေါ့တိုးတက်လည်းပဲသူကနော်အဲ့တော့သူကဘာလို့လုံးဆိုတော့ဒီမှာမေးထားတာ is မို့လို့ which of the following statements is supported by ဆိုတခုပဲရွေးခိုင်းတာဒါတို့သမီးတို့ကိုနော်အဲ့တော့ဒါတို့ရွေးစရာက B နဲ့ D နဲ့နှစ်ခုဆိုပြီးတော့ရှိတဲ့အထက်မှာဘယ်ကောင်ကပို့ပြီးတော့အဖြစ်နိုင်ဆုံးဖြစ်မလဲဆိုတော့ D ကဖြစ်နိုင်တာပေါ့နော်သူက most soil erosion ဆိုတဲ့ဟာကဒီမှာလဲပါမထားဘူးပေါ့နော် soil erosion ဖြစ်ရတဲ့အကြောင်းအများစုက poor farming practice ကြောင့်ဖြစ်တယ်လို့တော့
အတိအကျတော့ပါမထားဘူးဒါပေမဲ့ဆရာတို့ကကျန်တာတွေမှန်တော့သူ့ရွေးလို့တော့ရတယ်ပေါ့နော်တိုးတော်လည်းပဲသူ့ထက်ပိုပြီးမှန်တာကမြေစီလွာပြတ်သုံးတာတဘာဝတရားကြောင့်လည်းဖြစ်နိုင်တယ်လို့လူကြောင့်လည်းဖြစ်နိုင်တယ်ဆိုတာပို့ပြီးတော့မှန်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာလေ wind တို့ water တို့ ice တို့လေတိုက်တာတွေရေကြီးတာတွေကလူကြောင့်မဟုတ်ဘူးเนาะလူကကြတော့ deforestation တို့ poor farming practices တို့ဒါတွေကကြတော့လူကြောင့်ဖြစ်တာပေါ့အဲ့တော့တဘာဝတရားကြောင့်ရောလူကြောင့်ရောဆိုတော့ဆရာတို့ကဒီကမှန်တယ်ပေါ့เนาะအဲ့တော့အခုလို့နားထောင်ပေးတဲ့အတွက်နောက်ဆုံးနေ့နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစတော့အစဆုံး request ပြန်လုပ်ပေးမလို့ပဲတိုးတော်လည်းပဲ request ပြန်လုပ်ပေးလို့ရှင်ပို့ပြီးတော့ရှုပ်သွားမှာဆိုတဲ့အတွက်ကြောင့်เนาะနားမလဲတာရှိလို့ရှင်ဖြည်းဖြည်းလေးပဲသင်ထားတာမဟုတ်လို့အစဆုံးတစ်ခေါက်ပြန်နားထောင်ပေါ့เนาะအဲ့တော့အခု PowerPoint ကိုလူကျင်တာတော့၎င်းဒါမှမဟုတ်လို့တခြားတိလူကျင်တာမေးလူကျင်တာတွေတော့၎င်းเนาะဒီအောက်က email လေးကိုစာပို့ပြီးတော့ဆက်သွယ်လို့ရပါတယ်ဒီ email ကနေမှတက်ဆင်ဆိုရင်ဆရာစီကိုရောက်ပါတယ်အဲ့ဒါမေးချင်တာပဲရှိဒီ PowerPoint ကိုလိုချင်လို့ပဲဖြစ်ဖြစ်เนาะဆရာစီကိုဆက်သွယ်လို့ရပါတယ်လို့เนาะအကုန်လုံးကျေးဇူးတင်ပါတယ်